အားလုံးပဲမင်္ဂလာပါကိုအောင်သိန်းဒီပညာ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်မိန်းကလေးတွေအနေနဲ့ဘဝမှာပေါ့နော်အရွယ်ရောက်ပြီးရတဲ့လာတိုင်းကြော်အောင်မဲ့ကိစ္စတစ်ခုရှိပါတယ်အဲ့ဒါကတော့ဓမ္မတာကိစ္စပါကိုကလာတလာရဲ့ဘယ်ရက်ဒီမှာလာတတ်တယ်ပေါ့နော်ဘယ်နည်းကြာတယ်ဘယ်ရက်မှာပြီးတတ်တယ်အဲ့ဒါအကုန်လုံးဒီ shoe application ထဲမှာကျွန်တော်တို့ကမှတ်ထားလို့ရတယ်ဗျဒီမှာမြန်မာကိုရေးပြလိုက်ဗျပြီးဒီမှာ account တစ်ဖွင့်ပြီးဆိုတာလေးကိုနှိပ်လိုက်ဒီမှာအိမ်တော်မရှိသူလားအိမ်တော်ရှိသူလားဆိုတာရွေးပြလိုက်တခုခုပေါ့နော်ဒီမှာကိုဝင်ဆောင်ရပြင်ဆင်နေလူလားကိုဝင်ရှောင်းနေလူလားဒီမှာနာမည်နေရာမှာတခုခုထက်ပြီးတော့ဒီနေရာမှာကျွန်တော်တခုပြောချင်တာဒီအရှိကလာတွေကိုအရင်မပြင်းနေတာနော်မွေးနေ့ပြီးရနေရာမှာပေါ့နော်လာတွေကိုအရင်လောက်မရဘူးဒီမှာနောက်ကခုနှစ်ကိုအရင်ပြောင်းလိုက်ခုနှစ်ကိုအရင်ထည့်ပြီးပါခုနှစ်ကိုထည့်ပြီးတော့မှဒီမှာရက်ဆွဲတွေလာတွေကိုထည့်လို့ရတယ်Okay confirm နေလိုက်ဒီမှာဖုန်းနံပါတ်ကကျွန်တော်တို့အသုံးပြုရဖုန်းနံပါတ်ပေါ့နော်တခြားတစ်ယောက်နဲ့တွေ့တော့မှဆိုရင်ဒီဖုန်းနံပါတ်နဲ့ password နဲ့ပေးလိုက်ပြီးတော့တခြားဖုန်း application တွေမှာထည့်လို့ရတယ်ယောက်ျားလေးတွေအနေနဲ့ကကိုကဒီ application နဲ့ဖွင့်ပြီးတော့ဒီလိုမျိုးလိုရာဖြည့်ပြီးကိုယ့်ကောင်မလေးကိုလှမ်းပေးပြီးတော့တွေ့တုံတာလို့လုပ်လို့ရတယ်ဗျာဖုန်းနံပါတ်တစ်ခုထည့်လိုက်မယ်အစင်ကြီးဒါကဖုန်းနံပါတ်အမှန်မဟုတ်ပါဘူးကျွန်တော်ကနမူနာပြမှာလို့ထည့်တာကိုလေးချိန်ထည့်မယ်ပြီးတော့ကိုယာယီတွေ့စီစဉ်မှုကအနည်းငယ်လာပါလားတော့ယူပြလိုက်ကြပြီးတော့ကိုရဲ့တိုင်းနေတာအဲ့ဒါကတော့အစင်ကြီးထည့်ပြကျွန်တော်ကမခွေမင်းလှပါတော့အဲ့လိုထည့်ပြီးရနောက်မှာဒီမှာ password ရှိရ password ကခဏလေးလုံးပြီးလို့ရတယ်ကျန်တဲ့နေရာခဏလေးလုံးပြီးလို့ရတယ်ကျွန်တော်တင်းတုံလေးလို့ပေးလိုက်မယ်ဗျာ1 2 3 4ပြီးတော့နောက်ထပ်ကိုနှိပ်လိုက်ပြီးခဲ့တော့ဓမ္မတာစတင်လာတဲ့ရက်ဆိုတော့ဒီလပေါ့နော်ဒီလအတွက်မှာဆိုရင်ကျွန်တော်9ရက်နေယူပြလိုက်ပါဒီမှာဆို9ရက်နေမှာတော့တခါဘယ်လောက်ကြာမလဲဆိုရင်12ရက်နေလောက်မှာပြီးမယ်လို့မှန်းတယ်ဆို12ရက်နေမှာပြီးမယ်ဆိုကျွန်တော်ရွေးပြလိုက်တယ်ဗျမှန်တော့12ရက်နေရောက်မှမရောက်သေးပဲနဲ့ရွေးပြီးလို့ရတယ်ဗျအဲ့တော့ဒီ application ရဲ့ error ပေါ့နော်ဒါအလုံးမမို့သူ8ရက်ကိုတော့တွားရွေးပြလိုက်ပဲ8ရက်ကဇန်နဝါရီဖေဖော်ဝါရီလက9ရက်နေနဲ့12ရက်နေကိုရွေးလို့ရတယ်ဟုတ်ပြီရာလီချိန်တွေမှာခံစားရတဲ့လက္ခဏာများတဲ့အဲ့ဒါလည်းဖြည့်ပြတယ်နော်1 byte နာကျင်တာတော့ပင်မနွမ်းနေရတော့မိတ်ကလေးတွေအဖြစ်များတဲ့ဟာလေးတွေကျွန်တော်ကရွေးပြလိုက်မယ်ဗျအဲ့ဒီချိန်မှာခံစားချက်တွေဘယ်လိုဖြစ်လဲဆိုရင်စိတ်လှုပ်ရှားလွယ်တာစိတ်တူလွယ်တာတို့ကတော့ဖြစ်တတ်တယ်ဗျမိတ်ကလေးတွေဒီ application လေးကတော့နော်ဒီ reminder ဖွင့်လာမှဆိုရင်ရေတောက်ဖို့လည်းတတိပေးတနေ့ကိုရေတလေးလေးတောက်ရင်နဲ့ကြောက်ကကောင်းတယ်အားကြောင့်ရေတောက်ဖို့တတိပေးတာတွေပါတယ်ပြီးတော့ည10နာရီဆိုရင်ဗျဗအေးသေးဘူးလားဘာညာဆိုပြီးတော့ကျွန်တော်တို့စာပို့တဲ့ reminder တွေပါတယ်ဒီမှာဒီအသေးပုံလေးနှိမ့်လိုက်ရာဒီဆက်လာတဲ့ရက်ကိုတော့လိုမှတ်ပြီးပေးတာဗျာနော်ဒီမှာပြက်ကတိန်ဆိုတာရှိတယ်တို့လားဒါကဒီမှာစာတန်းနေတို့လားပညာပေးဆောင်မလေးတွေရှူအားထုတ်တဲ့ပညာပေးဆောင်မလေးဖတ်ခြင်းဖတ်လို့ရတယ်ဗျာဒီမှာပြက်ကတိန်ဆိုတာမှာတို့ကဒါရာဒီလာရဲ့90 17 12ဆိုထားလိုက်ပါတော့နော်အဲ့ဒါဆိုဒီမှာအနီရောင်လေးတွေ့လား18 19ကနေမှ24ထိအဲ့ဒီချိန်မှာဆိုရင်ကိုဝင်ရနိုင်ရှိတဲ့ရက်တွေကိုဒီမှာအနီရောင်လေးနဲ့ပြထားရတာအိမ်တော်တိန်အတွက်ပေါ့နော်အဲ့လိုရညွှန်းမှနေမယ်ဆိုရင်တာသမီလိုချင်တဲ့လူတွေဆိုရင်တာသမီရရဗျာတာသမီမလိုချင်တဲ့လူတွေဆိုရင်ဒီအနက်ရောင်ရက်ကလေးတွေမှာနေမယ်ဆိုရင်တော့တာသမီရနိုင်ကြီးနေတယ်ပေါ့နော်တာသမီရနိုင်ကြီးအများဆုံးရက်ကဒီမှာ23ရက်တဲ့23ရက်နေမှာတော့တာသမီရနိုင်ကြီးအငင်းဆုံးရှိတယ်ဒါရီယာလည်းအိမ်တော်တိန်အတွက်ကလိုအပ်တယ်ပေါ့နော်တချို့ကခလေးလိုချင်ပေမဲ့4 5 6နှစ်ကြာကြီးခလေး4 5 3 6နှစ်ကြာကြီးခလေးမရဘူးဆိုတာအဲ့လိုမျိုးတွေအတွက်လည်းဖြစ်တယ်အမျိုးမျိုးပေါ့ဗျာဒီလိုရက်ကလေးမှာခလေးရနိုင်ခြင်းအမြင့်ဆုံးရက်မှာဆိုရင်နေခလေးရနိုင်တယ်ပေါ့ဗျာဒါကတော့ကိုယ့်ရဲ့အချင်းကိုပြန်ပြီးပြင်နေတယ်ဆိုရင်ပြင်လို့ရတယ်ဗျโอเคဒါစတဲ့ဒီမှာအတီးပေးချက်ဆိုလို့ဖွင့်ထားလိုက်နော်ဖွင့်ထားလိုက်မှတို့ကရေတစ်ခွက်တောက်ပါလို့ဘာလို့သူစီက message ပို့လိုက်မယ်အကုန်လုံးပဲဒီ shoe application ကိုသုံးကြည့်ပါဒါကမြန်မာနိုင်ငံအတွက်ထုတ်တာဆိုမြန်မာသားလေးနဲ့ဆိုအသုံးပြုရလွယ်ကူပါတယ်